လောကမှာထူးဆန်းတဲ့တတ္တဝါမျိုးတွေဟာဘယ်ပုံပဲနည်းဖြစ်ပေါ်လျက်ရှိတယ်ဆိုတာဘုန်းကြီးတို့တရားချိတ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဓမ္မတံဝေခရရှိစိန်သောမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာလက္ခဏာတန်ယုတ်လို့ခေါ်တဲ့တန်ယုတ်ပါဠိတော်ခန်းကန္တတစ်ခုမှာတုတ်ပေါင်း20နဲ့တုတ်မှတ်တမ်းတင်ပြီးတော့ထားတာရှိတယ်အဲ့ဒီမှတ်တမ်းကိုဒီကနေ့ထုတ်လုပ်ပြီးတော့ဟောပြောမှာထူးဆန်းအောင်ပဲကောင်းတဲ့တတ္တဝါကြီးတွေလောကမှာရှိတယ်ဆိုတာဒီကနေ့ခေတ်မှာလည်းပဲအမှန်တမ်းထင်ရှားတာလောကမှာမမြင်ဘူးပဲနဲ့မမြင်ဘူးလို့အမှန်တမ်းထူးဆန်းအောင်ပဲကောင်းတဲ့တတ္တဝါပင်လယ်ထဲမှာဆိုရင်ပို့ပြီးတော့များတယ်ကုန်းတော်ဝါရီအနေနဲ့လည်းကြည့်မယ်ဆိုရင်လွန်ထူးဆန်းတဲ့တတ္တဝါတတ္တဝါအလုံးကိုကိုမြင်ဘူးတာမဟုတ်ဘူးမြင်ရတဲ့တတ္တဝါတွေတဲတောင်မှပဲမမြင်ရတဲ့တတ္တဝါတွေအများကြီးလူတွေရဲ့မျက်စိနဲ့မမြင်နိုင်တဲ့တတ္တဝါတွေလည်းရှိသေးတယ်တဲ့နော်ဘုန်းကြီးတို့တွေရဲ့မျက်စိအောက်မရောက်လာတဲ့တတ္တဝါတွေအများကြီးကိုမြင်လို့ရတဲ့တတ္တဝါတောင်ကိုအောင်ကြည့်လို့မရသေးဘူးလောကကြီးကအမှန်တမ်းထူးဆန်းအောင်ပဲကောင်းတယ်ထူးခြားတဲ့ဉာဏ်မျက်စိရှိတဲ့ပုဂ္ဂိုလ်များသာလင်အောထိတ်လန့်တုန်လှုပ်ွယ်ဖြစ်တဲ့အမှန်တမ်းထူးဆန်းတဲ့တတ္တဝါကြီးတွေလောကမှာရှိနေတယ်ဆိုတာသိကြရတာမန်ပုဂ္ဂိုလ်တွေကတော့ပြောလို့ရှိရင်ယုံမှာမဟုတ်ဘူးပေါ့ဒီကနေ့ခေတ်မှာအတော်အသင့်တကယ်တောနဲ့ကြီးတွေတို့ပင်လယ်ချမ်းပြင်ရဲ့အောက်ကတို့တတ္တဝါတွေကိုတယ်လီဗီရှင်းနဲ့ရိုက်ပြတဲ့အခါကျတော့ကိုယ်တာမန်အပြည့်မမြင်မတွေ့နိုင်တဲ့တတ္တဝါတွေကြည့်ပြီးအလွန်အံ့ဩဝယ်ရလဲကောင်းတယ်တုံလှုပ်ခြောက်ခြားဝယ်ရလဲကောင်းတယ်ပေါ့ဒါတွေမကဘူးဘုန်းကြီးတို့တွေမျက်စိနဲ့မြင်လို့မရတဲ့တတ္တဝါတွေအများကြီးရှိသေးတယ်အဲ့ဒီမြင်လို့မရတဲ့တတ္တဝါတွေကိုမြတ်စွာဘုရားကြတော့အမ္တမအစွမ်းထက်တဲ့အဘိညာဉ်သမာဓိလို့ခေါ်တယ်အဲ့ဒီအဘိညာဉ်သမာဓိနဲ့လောကကြီးတစ်ခုလုံးကိုဖြန့်ကျက်ပြီးတော့ကြည့်လိုက်တဲ့အခါမြင်ကွင်းအောက်အားလုံးရောက်လာမြင်ကွင်းအောက်အားလုံးရောက်လာဒီကနေ့တောင်မှပဲကြည့်လေကိုမမြင်နိုင်လို့အလွန်အလှမ်းဝေးတဲ့ဒေသကအဖြစ်အပျက်တွေကိုအတော်အသင့်တယ်လီဗီရှင်းရဲ့အကူအညီနဲ့ဆိုလို့ရှိရင်တခြားနိုင်ငံတွေမှာဖြစ်ပျက်နေတာကိုမှန်သားပြင်ပေါ်မှာလာပြီးတော့တွေ့နေကြအဲ့ဒီတွေ့တဲ့ဟာတွေကအမှန်လားလို့မေးလို့ရှိရင်တကယ်အမှန်ပဲလေကိုမြင်နိုင်တာကအမှန်တမ်းနဲတယ်မမြင်တာတွေကအမှန်တမ်းများတယ်အဲ့ဒါလိုပဲအခုဒီတုတ်တံမှာမှတ်တမ်းတင်ထားတဲ့ထူးဆန်းတဲ့တတ္တဝါကြီးတွေဟာအမှန်တမ်းအံ့ဩဝယ်ရလဲကောင်းတယ်ထိတ်လန့်တုန်လှုပ်ဖွယ်ရလဲကောင်းတယ်ဘုရားမြတ်စွာရဲ့တရားတော်အရာတတ္တဝါဆိုတာကံအားလျော်ကိုလှုပ်တဲ့ပုံရိပ်တွေလာပြီးတော့ပေါ်ကိုလှုပ်ခဲ့တဲ့ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုလှုပ်ခဲ့တဲ့အရာတွေကကိုယ်ဘဝတစ်ခုမှလာပေါ်နေကံကြမ္မာရဲ့ပုံရိပ်တွေကလာပြီးတော့ထင်တယ်အမှန်အဖြစ်စဉ်းစားကြည့်ဘုန်းကြီးတို့လောကလူသားတွေအများကိုမကြည့်နဲ့လာရှုံမျိုးသူမျိုးသားတွေတည်းပဲကြည့်ရုပ်စင်သတ်ပါတဲ့ပုဂ္ဂိုလ်တွေရှိတယ်အယုတ်ဆိုးတဲ့ပုဂ္ဂိုလ်ရှိတယ်အသားမဲတဲ့ပုဂ္ဂိုလ်ရှိတယ်ဖြူတဲ့ပုဂ္ဂိုလ်ရှိတယ်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ရှိတယ်ဉာဏ်မထက်တဲ့ပုဂ္ဂိုလ်သက်ရှည်တဲ့ပုဂ္ဂိုလ်ရှိတယ်အသက်တူတဲ့ပုဂ္ဂိုလ်တွေရှိတယ်တ
စ္စည်းဥစ္စာတဏကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်တွေရှိဒီကွဲပြားခြားနားမှုတွေဘယ်သူကခွဲခြားပေးနေတာလဲလို့တခြားဘာသာဝင်တွေရဲ့အဖြေကတော့ရှင်းပါတယ်ဘုရားသခင်ဖန်ဆင်းတာပေါ့နော်ဘုရားသခင်ဖန်ဆင်းတာလို့ပဲဖြေမှာပဲဘုရားဘာသာတရားတော်အရာကြတော့အဲ့ဒီအဖြေမဟုတ်ဘူးမတူတဲ့အဖြေဖြေလူတွေရဲ့စိတ်နေသဘောထားတွေဟာမတူကြဘူးဒါမတူဘူးဆိုတော့အမတမမှန်တယ်ဒီဘဝမှာပဲကြည့်ညီကုံမောင်နှမတွေပင်ဖြစ်လက်ကစားစိတ်နေသဘောထားတွေဟာတူညီမှုမရှိကြဘူးနော်အဲ့ဒီစိတ်နေသဘောထားတွေတူညီမှုမရှိတော့အတွေးခေါ်တွေအကြံစီတွေလည်းကွဲပြားစိတ်ရဲ့တွေးတာတွေကလည်းတယောက်နဲ့တယောက်မတူတွေးတာတွေမတူလို့အပြောလည်းမတူဘူးအလုပ်လည်းမတူဘူးကွဲပြားခြားနားလာကြတယောက်ကဓာကြိုက်တယ်ဟိုတယောက်ကဟိုဟာကြိုက်တယ်အကြိုက်ချင်းမတူကြကိုကြိုက်တာကိုလုံးကြကိုလန်းကိုရှောက်ကြဆိုတဲ့ကကွဲပြားခြားနားမှုအဲ့ဒါကိုအခြေခံတာပဲဆိုလိုတာအဲ့ဒါကိုအခြေခံတာအဲ့ဒါကိုပဲကံလို့ပြောတာနော်ကံဆိုဒီမှာအပေါ်ယံပြောမယ်ဆိုလို့ရှိရင်စိတ်ထဲမှာတွေးတယ်နှုတ်ကထုတ်ပြောတယ်ကိုယ်ထိလက်ရောက်ပြုလုပ်တယ်အဲ့ဒီစိတ်ထဲမှာတွေးခြင်းနှုတ်ကထုတ်ပြောခြင်းကိုယ်ထိလက်ရောက်လုပ်ခြင်းရဲ့နောက်ွယ်မှာဘယ်သူရှိနေတယ်လဲဆိုရင်စိတ်ထဲမှာဖြစ်ပေါ်တဲ့တွန်းအားလေးရှိvolition လို့အများအားဖြင့်အင်္ဂလိပ်လိုပြောကြတယ် stimulation motivation လူရဲ့စိတ်ကိုလှုံ့ဆော်နေတဲ့အရာလေးတစ်ခုရှိတယ်စာပေမှာတော့စေတနာလို့ပြောတယ်နော်စေတနာရဲ့အဓိပ္ပာယ်ကလှုံ့ဆော်ပေးခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်ဟုတ်တယ်လေလှုံ့ဆော်ပေးတယ်ဆိုတာအခုတရားနာသွားမယ်ဆိုတာလည်းပဲကြည့်စေတနာလေးကလှုံ့ဆော်ပေးလိုက်လို့ခန္ဓာကိုယ်ကြီးရွေးရှားပြီးတရားပွဲရောက်လာတာအစရတဲ့ကတရားနာသွားမယ်ဆိုတဲ့စေတနာမပေါ်ဘူးဆိုရင်ဒီယုတ်ကြီးဒီရောက်လာမှာမဟုတ်တာမရောက်ဘူးအဲ့တော့စွမ်းအားစိတ်ရဲ့စွမ်းအားတွေရှိတယ်ဆိုတော့အမှန်တမ်းသိတာအဲ့ဒီစိတ်စွမ်းအားတွေနဲ့တွေးတယ်စိတ်စွမ်းအားတွေနဲ့ပြောတယ်စိတ်စွမ်းအားတွေနဲ့လုပ်တယ်အဲ့ဒီစိတ်စွမ်းအားကိုပဲစေတနာဟံဘိက္ခဝေကမ္မံဝဒာမိအဲ့ဒီတွန်းအားလေးကိုကံလို့ပြောတာတဲ့။ဘာဖြစ်လို့တွန်းအားလေးကိုကံလို့ပြောတော့ဆိုအဲ့တွန်းအားမပါဘဲနဲ့အလုံးမဖြစ်ဘူးပေါ့။ဒီစွမ်းအားလေးမပါလို့ရှိရင်အလုံးမဖြစ်ဘူး။ဒီစွမ်းအားလေးကတွန်းပေးလို့အခုလိုဖြစ်တာ။ तू ကပြောညံ့နေလို့ရှိရင်အကောင်ထဲပေါ်မလား။ तू ကထက်ထက်မြက်မြက်ဖြစ်လာလို့ရှိရင်အကောင်ထဲပေါ်တယ်။အကောင်ထဲပေါ်သွားပြီဆိုတဲ့အလုတ်ကိုကမ္မပါဠိစကားကမ္မကိုပဲအိန္ဒိယနိုင်ငံမှာသုံးတဲ့စကားလုံးနဲ့ပြောမှဆိုရင်ကာမဆိုတာအလုတ်ပဲအဲ့ဒီအလုတ်ကိုဘယ်သူကတွန်းပေးနေလဲဆိုရင်စေတနာတွန်းပေးနေတာဒါကြောင့်မို့စေတနာဆိုတဲ့တွန်းအားကိုပဲမြတ်စွာဘုရားကကံလို့ဟောတာအဲ့ဒီစေတနာဆိုတဲ့တွန်းအားလေးဟာအကောင်းကိုတွန်းတာရှိတယ်အဆိုးကိုတွန်းတာရှိတယ်ကောင်းတဲ့ဘက်တွန်းလို့ရှိရင်ကောင်းတဲ့အတွေးကောင်းတဲ့အပြောကောင်းတဲ့အလုပ်လုပ်ဖြစ်တယ်မကောင်းတဲ့ဘက်တွန်းလိုက်လို့ရှိရင်မကောင်းတဲ့အတွေးတွေတွေးတယ်မကောင်းတဲ့အပြောတွေပြောတယ်မကောင်းတဲ့အလုပ်တွေလုပ်တယ်ဟောဒီလိုဆိုလိုတာနော်အဲ့တော့ကောင်းမကောင်းဆိုတာဘာနဲ့ပြောကောင်းမကောင်းကြတော့ကြိုက်မကြိုက်နဲ့ပြောလို့မရဘူးကောင်းမကောင်းဆိုတာ result နဲ့ပြောတာဖြစ်ပေါ်လာတဲ့အကျိုးတရားနဲ့ပြောရတယ်ကိုကြိုက်လို့ကောင်းတာဆိုလို့ရှိရင်လူတွေကဒါဒွင်းသီးကြိုက်ရင်ဒွင်းသီးကောင်းမှာပေါ့ဒိန်ချင်းသီးကြိုက်တဲ့လူကဒိန်ချင်းသီးကောင်းမှာပေါ့ကြိုက်တာနဲ့ပြောလို့မရဘူးဘာနဲ့ပြောမှာဖြစ်ပေါ်လာတဲ့ result နဲ့ပြော
ကောင်းတဲ့အကျိုးတရားတွေကိုထုတ်ဖော်ရင်ကောင်းတဲ့အလုပ်လို့ပြောတယ်မကောင်းတဲ့အကျိုးတွေကိုဖြစ်ပေါ်စေလို့ရှိရင်မကောင်းတဲ့အလုပ်လို့ပဲပြောအဲ့တော့ကောင်းမကောင်းတဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားစံထားပြီးတော့ပြောတဲ့စကားလေးတစ်ခုပါအလုံးမှတ်သားစရာကောင်းတယ်မှတ်ထားဖို့လိုတယ်ပေါ့ဘာနဲ့တတ်မှတ်ကောင်းတာမကောင်းတာကိုကြိုက်မဲ့ကြိုက်တယ်မတတ်မှတ်ဘူးဘာနဲ့တတ်မှတ်တုံးဆိုစံနှစ်ခုနဲ့တတ်မှတ်မကောင်းတဲ့အလုပ်သို့မဟုတ်အကုသိုလ်လို့ဆိုတာဘယ်လိုဟာကိုခေါ်တာလဲလို့ဆိုရင်လုပ်ပြီးလို့ရှိရင်နောင်တပူပန်စေတတ်တဲ့အလုပ်ဒါတစ်ခုသူ့ရဲ့အကျိုးပေါ်လာတဲ့အခါမှာငိုကြီးချက်မှနဲ့ကြိတ်မိတ်ပြီးတော့ခံစားရတဲ့အလုပ်အဲ့ဒီအလုပ်နှစ်ခုဟာမကောင်းတဲ့အလုပ်လို့ခေါ်တယ်နော်မကောင်းတဲ့အလုပ်လို့ခေါ်တယ်တခါတည်းလူတွေကမကောင်းတဲ့အလုပ်မှလုပ်ရင်းကနေမပျော်ဘူးလားဆိုပျော်တယ်လေသို့တော့ result လို့ခေါ်တဲ့အကျိုးထွက်လာတဲ့အခါကျတော့ပျော်လို့မရဘူးဒါလို့ဆိုလို့တာနော်လုပ်ပြီးလို့ရှိရင်လည်းအော်ငါလုပ်ပြီးတာမှားလေခြင်းလို့စိတ်ထဲမှာပူလောင်စေတဲ့အလုပ်ဒါပေမဲ့လို့လူမိုက်တွေကြတော့နောင်တမရဘူးလို့ပြောကြတယ်သူလုပ်တဲ့အလုပ်ဆက်လုပ်တာresult ပေါ်တဲ့အခါကျတော့နောင်တမရပဲမနေဘူးအဲ့ကြ result ပေါ်လာပြီဆိုရင်ဆိုးချိုးခံစားရတယ်သူကအဲ့တော့အဲ့ဒီနှစ်ချက်နဲ့တတ်မှတ်မကောင်းဘူးဆိုတာလုပ်ပြီးတဲ့အခါမှာနောင်တပူပန်စေတတ်တယ်အကျိုးပေါ်ထွက်လာတဲ့အခါမှာ၎င်းအကျိုးကိုချိန်မိတ်ပြီးတော့စင်စင်ရဲရဲနဲ့ခံစားရတယ်ဆိုတဲ့အလုပ်မျိုးဟာမကောင်းတဲ့အလုပ်လို့သတ်မှတ်တယ်အပြန်အားဖြင့်ကောင်းတဲ့အလုပ်ဆိုတာပါလဲကောင်းတာလုပ်ပြီးတဲ့နောက်မှာအလုပ်တစ်ခုကလုပ်ပြီးတဲ့နောက်မှာဘယ်တော့မှငါလုပ်မိတာမှားတယ်လို့နောက်တရเสียမလို့အကျိုးဖြစ်ပေါ်လာတဲ့အခါမှာလည်းပဲကျင့်တဲ့ဝမ်းသာစွာခံစားအဲ့ဒီအလုပ်မျိုးကိုကောင်းတဲ့အလုပ်ကောင်းတဲ့ကံလို့ဒီလိုပြောတာနော်ဒါကလူတိုင်းနားလည်အောင်ဘုရားမြတ်စွာကဟောကြားတယ်ပါဠိစာပေမှာဒီတိုင်းဟောထားတယ်နတ္တံကမ္မံကတံတာဓုယံကတ္တဝအနုတပတိဆိုလိုတဲ့အဓိပ္ပာယ်လုပ်ပြီးတဲ့နောက်မှာနောင်တပူပန်ရရင်မကောင်းတဲ့အလုပ်နောက်တစ်ခါလုပ်ပြီးတဲ့နောက်မှာနောင်တပူပန်ရတငုံကိုတယိုယိုနဲ့ယတ္တအတုမုခောရောဓံဝိပါကံပฏิသေဝတိအတုမုခဆိုမျက်ရည်တွေရွှဲနေတဲ့မျက်နှာရုဒ္ဓဆိုတာတငုံကိုတယိုယိုနဲ့အဲ့ဒီမိမိရဲ့လုပ်ခဲ့တဲ့အကျိုးကိုကြိတ်မိတ်ခံစားရတယ်တဲ့အဲ့ဒီအလုပ်မျိုးဟာနတ္တာထုမကောင်းတဲ့အလုပ်ပါလို့ဒီလိုသတ်မှတ်တယ်နော်ကောင်းတဲ့အလုပ်ကြတော့တိသကမ္မံကတံတာဓုယံကတ္တဝနာနုတပတိဘယ်တော့မှနောင်တပူပန်မှုကိုမဖြစ်စေတတ်တဲ့အလုပ်မျိုးယတ္တပတိတောသူမနောဝိပါကံပရိသေဝတိဝမ်းမြောက်ဝမ်းသာနှစ်ချိုက်ကျေနပ်စွာအကျိုးတရားကိုခံစားရတယ်တဲ့အဲ့ဒီအလုပ်မျိုးကြတော့တင်္စကမ္မံကတံတာဓုအဲ့ဒီအလုပ်ကြတော့ကောင်းတဲ့အလုပ်ဒီစံနဲ့ပဲသတ်မှတ်သွားအဲ့တော့လောကမှာကောင်းတာလုပ်လို့ကောင်းကျိုးရပြီမကောင်းတာလုပ်လို့မကောင်းကျိုးရတယ်ဆိုတာဟာ the law of nature ကမ္မနိယာမသဘာဝတရားကြီးတာဖြစ်တယ်ဘုရားသခင်ကပြည့်ညတ်လို့ပေါ်လာတာမဟုတ်ဘူးမြတ်စွာဘုရားကဒီတိုင်းဆိုတာကိုထုတ်ဖို့ဟောကြားတာဖြစ်တယ်ပေါ့အဲ့တော့တတိထားစရာကောင်းတာဒီကနေ့ခေတ်မှာလူတွေယုံကြည်ကိုးကွယ်နေကြတဲ့ဘာသာတရားကမ္ဘာဘာသာကြီးတွေဘုရားဘာသာက
မြတ်စွာဘုရားဟောတဲ့တရားကပြောမယ်ဆိုရင် human center religion ပဲ man center religion လူကိုဗဟိုပြုပြီးတော့ဟောတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင် mind center religion ပဲလူတွေရဲ့စိတ်ဓာတ်ကိုအဓိကထားပြီးတော့မြတ်စွာဘုရားဟောတယ်အပြင်ကိုမရှာဘူးအတွင်းကိုပဲရှာတခြားဘာသာတွေကြည့်မယ်ဆိုရင်ဘယ်ဘာသာပဲဖြစ်ဖြစ်တခြားဗုဒ္ဓဘာသာကလွဲရင်တခြားဘာသာတွေဟာ God center religion ပဲခေါ်ကိုဗဟိုပြုထားတာကောင်းတယ်ဆိုတာလဲခေါ်ကပြောတာနော်လူတွေရဲ့ကောင်းကျိုးဆိုးကျိုးကိုဖန်တီးပေးတာလဲခေါ်ပဲကောင်းကျိုးဆိုးကျိုးရဲ့အကျိုးတရားကိုခံစားဖို့ရာစီမံဆောင်ရွက်တာလဲခေါ်ပဲခေါ်ဆိုတာနတ်ပေါ့ကောင်းကင်ဘုံကနတ်ကြီးတကူရှင်ကြီးအဲ့ဒီတကူရှင်ကြီးဖန်ဆင်းသမျှလူတွေဟာသူပြုသမျှနုရမဲ့အနေအထားမျိုးပဲပြောမယ်ဆိုလို့ရှိရင်ဘာသာတရားတွေမှာဗုဒ္ဓဘာသာကလွဲရင်ကျန်တဲ့ဘာသာတွေကနတ်ကိုးပဲတဲ့ဘာသာတွေလို့ပြောလို့ရတယ်ဗုဒ္ဓဘာသာကကိုးပဲတာနတ်မဟုတ်ဘူးဘုရားကိုကိုးပဲတယ်ဆိုတာမြတ်စွာဘုရားစီကအဆုံးအမရဖို့ကိုးပဲတာဒီလိုရှင်းတဲ့ဥပမာလေးတစ်ခုပြောမယ်ဆိုရင်နေမကောင်းတဲ့အခါလူတွေပဲသွားကြဆရာဝန်စီသွားတယ်မဟုတ်လားဆရာဝန်စီသွားတာဘာရည်ရွယ်ချက်နဲ့သွားတာတုံးဆိုဒီယောဂါကိုပျောက်အောင်ကုပေးနိုင်လိမ့်မယ်ဆိုယုံကြည်ချက်နဲ့သွားဒါဖြင့်ဆရာဝန်ကယောဂါကိုပျောက်အောင်ဘယ်လိုလုပ်တာတုံးဆိုရင်ဒီယောဂါကဘာယောဂါဘာကြောင့်ဖြစ်တာဘယ်ဆေးစားရမယ်ဘယ်ဟာနဲ့မတည့်ဘူးဘယ်ဟာနဲ့တက်ဆိုပြီးဆေးပေးတာပဲမဟုတ်လားဒီတဲ့ပို့ပြီးလုပ်ပေးတာရှိရလားမရှိဘူးဒါတော့ပဲသူလုံးနိုင်တဲ့အတိုင်းဒါပဲလေအဲ့တော့လူနာကဘာလုပ်အောင်ဆရာဝန်ညွှန်တဲ့အတိုင်းဆေးစားဖို့ပဲလို့တရားစဉ်းစားကြည့်နော်လက်တွေ့ကအဲ့ဒါပဲအဲ့တော့ဗုဒ္ဓဘာသာတွေဗုဒ္ဓကိုကိုးကွယ်တယ်ဆိုတာဘာလဲလို့ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိဖို့အတွက်ဘုရားကဒါလှုပ်တဲ့နဲ့ဒါမလှုပ်တဲ့ဘူးပြောမယ်ပြောလို့ရှိရင်မလှုပ်တဲ့နာကိုရှောင်မယ်လှုပ်တဲ့နာကိုလှုပ်မယ်ဟောဘုရားလမ်းညွှန်ချက်အတိုင်းလိုက်နာဖို့ဘုရားကိုကိုးကွယ်တာထိတယ်မပူလမ်းညွှန်ပြီးရင်ဘာလုပ်ရမလဲကိုယ်တိုင်လုပ်ရဆေးမစားရင်ယောဂပျောက်ကတယ်ဆရာဝန်ကဘယ်လောက်ဆေးကောင်းပေးလူနာကဆရာဝန်ပြောတာနဲ့ကြောင်းမြန်လုပ်နေတဲ့ဆေးမစားဘူးဆိုရင်ပျောက်မလားမပျောက်ဘူးအဲ့တိုင်မြတ်စွာဘုရားကဟောတဲ့တရားဆိုတာဆေးလိုပဲဆေးညွှန်းတဲ့သဘောပဲဒါလိုရမယ်ဒါမလိုရဘူးအဲ့တော့ဒါကဘာသာရေးနဲ့တင်ပတ်သက်သလားလို့ဆိုဘယ်ဟုတ်မလဲအချာစဉ်းစားကြည့်နော်လူတိုင်းမှာသာသမီတွေရှိကြတယ်တတ်နိုင်တဲ့မိဘတွေကကိုသားကိုသမီးကိုအမြဲတမ်းချစ်တယ်ချစ်တဲ့အခါကျတော့ပညာတတ်ကြီးဖြစ်စေခြင်းညမိဘတိုင်းပညာတတ်ကြီးဖြစ်ခြင်းတော့မိဘကသာသမီကိုပညာတတ်ကြီးဖြစ်အောင်လုပ်ပေးနိုင်လားလို့ဆိုအတိုင်းအတာတစ်ခုပဲလုပ်ပေးနိုင်တယ်အကုန်လုံးမပေးနိုင်ဘူးတဲ့ဒါဖြင့်ပဲအတိုင်းအတာထိလုပ်ပေးတော့မိဘကသာသမီကိုဘယ်လောက်ထိအောင်လုပ်ပေးနိုင်တော့ဆိုကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းအပ်ပေးမယ်ဒါပဲမဟုတ်လားလိုအပ်တဲ့ငွေကြေးထောက်ပံ့မယ်ဒီလေပို့လုံးလို့မရဒါလက်တွေ့ကိုသားသမီးကိုတော့ချစ်ပညာတတ်ကြီးဖြစ်အောင်လုပ်ပေးလို့မရဘူးလမ်းကြောင်းပဲ condition ပေါ့အခြေအနေကောင်းလေးကိုဖန်တီးပေးအခြေအနေကောင်းကိုဖန်တီးပေးတာဒီလေပို့လုံးလို့မရဘူးအဲ့တော့မြတ်စွာဘုရားကိုကိုးကွယ်တယ်မြတ်စွာဘုရားလုပ်ပေးတာလေအခြေအနေကောင်းကိုပဲဖန်တီးပေးလို့ရတယ်ကဲတင်မယ်မဆမယ်ဆိုတာမဖြစ်နိုင်အပြောတာဖြစ်လို့ရလက်တွေ့မှာဖြစ်လို့မရလက်တွေ့မှာမဖြစ်နိုင်ဘူးကဲလို့ရတယ်ဆိုလို့ရှိရင်ကိုသားသမီးတွေပညာရှိအောင်လုပ်ပေးလို့ရတာပေါ့တကယ်တော့လုပ်မပေးလို့မရဘူးသူကိုယ်တိုင်စ조사မှုတွေလိုအပ်တယ်ကိုကတော့နိုင်ငံခြားလွတ်ပြီးငွေကြေးကြီးကြကုန်ခံကြောင်းကောင်းကောင်းထားပေးပါရဲ့သားသမီးကမလုပ်ဘူးဆိုတာကြတော့ပညာတတ်ဖြစ်ပါမလားဒါလောကမှာလက်တွေ့
မြန်မာနိုင်ငံကဘုန်းကြီးတို့နဲ့သိတဲ့ဆရာဝန်ကြီးတယောက်နိုင်ငံခြားကိုလွှတ်လိုက်တယ်တကယ်ချင်းနေနဲ့ပါရဂူဘွဲ့ယူကိုလွှတ်လိုက်တယ်ဟိုရောက်တဲ့အခါကျတော့စာကြိုးစားဘူးရှိတဲ့ငွေသုံးဖြုံပြီးတော့နေတယ်တယောက်ကစာကြိုးစားတယ်ပြန်လာတော့ပါရဂူဘွဲ့နဲ့ပြန်လာတယ်ဟိုတယောက်ကဘွဲ့မရခဲ့ဘူးသွားရချင်းတူတူပဲတယောက်ကရတယ်တယောက်ကမရဒါဟာလက်တွေ့ပဲပေါ့နော်အဲ့တော့ကိုလုံးကကိုရတယ်အပိုင်းနှစ်ပိုင်းခွဲထားရလုံးလို့ရတဲ့အပိုင်းလုံးလို့မရတဲ့အပိုင်းတချို့ကပြောကြလေခေါ့ကိုးကွယ်တဲ့ပုဂ္ဂိုလ်ခေါ့ကအကုန်လုံးပြီးလို့ရတယ်အကုန်လုံးပြီးလို့ရမယ်ဆိုလို့ရှိရင်ဒါဖြင့်လုတ်ပေးပါလားခေါ့ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေမအိုရဘူးမနာရဘူးမသေးရဆင်းရဲတဲ့လူမရှိစေရဘူးချမ်းသာတဲ့လူတွေကြီးပဲရှိရမယ်လို့ခေါ့ကိုမကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေမြန်မြန်သေးမယ်မြန်မြန်အိုမယ်မြန်မြန်နာမယ်အကုန်လုံးဆင်းရဲမွဲတေနေမယ်ဒီလိုကောရှိရလားကမ္ဘာမှာချမ်းသာတာဆင်းရဲတာဘုရားသခင်နဲ့ဘာမှမဆိုင်ဘူးဖြစ်ဟုတ်ကဲ့ကိုယ်ွယ်မှုဘာသာတရားနဲ့မဆိုင်ဘူးဖြစ်နေကိုကြိုးစားလို့ခြေနေပေးလို့ချမ်းသာသွားကြတယ်ကြိုးစားလို့ချမ်းသာသွားကြတယ်ခြေနေကောင်းပေါ်မှာရောက်သည့်အတွက်ကြောင့်ချမ်းသာသွားကြတယ်အဲ့တော့ဒီလိုလက်တွေ့ကြတဲ့လက်တွေ့တာရကတွေရှိပါရဲ့တန်းနဲ့မမြင်ရတဲ့အရာကိုစုံမိတ်ပြီးတော့ယုံကြည်နေတာကတော့စဉ်းစားတာကြည့်ပြီးတော့ပေါ့နော်လောကလူသားတွေကဘာသာတရားနဲ့ပတ်သက်လာလို့ရှိရင်တော့အမှန်တမ်းလူတွေကကြောက်တာဘာသာတရားနဲ့ပတ်သက်လာတဲ့အခါကျအမှန်တမ်းအသိဉာဏ်နေပါသွားကြအဲဒါကြောင့်မို့မြတ်စွာဘုရားကဟောတယ်ဒီကိစ္စမှာပဲဖြစ်ဖြစ်အမှန်မြင်ဖို့လိုတယ်အမှန်မြင်ဖို့လိုတယ်နိဗ္ဗာန်သွားဖို့လည်းပဲအမှန်မြင်ရမယ်တန်တရားကြီးထဲမှာချမ်းသာတာသွားဖို့လေအမှန်မြင်ရအမှန်မြင်တာကိုပါဠိလိုသမ္မာဒိဋ္ဌိလို့ခေါ်တာပဲအမှန်မြင်ဖို့လိုတယ်အမှန်မမြင်သေးတဲ့မြတ်ကလပ်ပတ်လုံးလမ်းကြောင်းမှန်မို့ဘယ်တော့မှမရောက်နိုင်ဘဝခရီးမှာရှောက်လန်းနိုင်အေးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားအရာလူတွေရဲ့စိတ်ထဲမှာဖြစ်နေတဲ့စေတနာဆိုတဲ့ဘဝကြီးတစ်ခုကိုဆုံးဖြတ်ပေးနေတယ်တတ္တဝါတွေရဲ့အခြေအနေကိုဆုံးဖြတ်ပေးနေတယ်တတ္တဝါတွေကိုဖန်ဆင်းပေးနေသူဟာအဓိကတူတူတဲ့လားလို့ဆိုမဟုတ်ဘူးဘယ်သူတွေပါတော့ဆိုအမှန်မသိတဲ့အဝိဇ္ဇာပါတယ်တွေ့တာမမောရတဲ့တဏှာပါတယ်မသိတာရဲ့လိုချင်တာရဲ့လောက်တာရဲ့ဒီသုံးခုပေါင်းသွားတာပဲအမှန်မသိသည့်အတွက်ကြောင့်လိုချင်မှုတွေဝင်လာလိုချင်မှုတွေဝင်လာလို့လောက်ပြန်လောက်တော့ပါဖြစ်ရဒါကပဲဝတ်သုံးပါးလို့ခေါ်တာစာလို့ပြောတဲ့အခါကျတော့ဝတ်သုံးပါးကခက်နေတယ်လို့ဖြစ်တယ်စာလို့ပြောရင်ကိလေသာဝကာမဝဝိပါကဝတ်သုံးပါးတို့ရဲ့ချုပ်ငြိမ်းရာလို့ပြောနေကြတယ်ဝတ်ဆိုတာလဲပတ်ပြီးတော့ဖြစ်နေတဲ့အကြောင်းတရားတွေကိုပြောတာအကြောင်းနဲ့အကျိုးပြောတာလဲပတ်ပြီးတော့နေတာလဲပတ်ပြီးရင်လဲပတ်တယ်ဆိုတာတစ်ရှိလို့နှစ်ရှိလာတယ်နှစ်ရှိလို့သုံးရှိဟာဒီလိုလဲတာကိုပြောတစ်မရှိရင်နှစ်မရှိဘူးနှစ်မရှိရင်သုံးမရှိဘူးဒါလဲပတ်မှုရပ်သွားပြောအဲ့ဒါကြည့်လေဘုသုံးပါးဆိုတာဗမာလိုချင်းချင်းလေးမှတ်ချင်လိုချင်တယ်လှုပ်တယ်ရတယ်လိုချင်ပြန်တယ်လှုပ်ပြန်တယ်ရပြန်တယ်ဟောလိုချင်တာကိုကိလေသာကိုလှုပ်တာကိုကာမကိုရတာကိုဝိပါကဝတ်လို့ပြောတယ်ဒါနဲ့သွားတာပဲလေလိုချင်မှုဆိုတဲ့ကိလေသာဖြစ်သည့်အတွက်ကြောင့်ကာမဝတ်ဆိုတဲ့
ကောင်းကံဆိုးကံတွေကိုလုပ်တယ်လုပ်သည့်အတွက်ကြောင့်ဝိပါကဝဆိုတဲ့အကျိုးတရားတွေကိုရနေတော့ဒီတိုင်းရနေလားဆိုမရပြန်ထပ်လိုချင်တယ်ဆိုတာတော့အမှန်တမ်းထင်ရှားတယ်လေလူကျင်မှုကရမရလာရှုံမျိုးသူတွေမျိုးသားတွေပဲကြည့်ပေါ့တိုက်တလုံးရရင်နောက်ထပ်ရုံးမလားဆိုရင်မေးရင်ဟောကားတစ်စီးရရင်နောက်ထပ်ကားတစ်စီးရုံးမလားဆိုရင်ယူမှာပဲလူကျင်မှုကရမမရတာလေအဲ့ဒါလို့ကိလေသာဝကမ္မဝဝိပါကဝအဲ့ဒီဝတ္တမလဲနေအဲ့ဒီဝတ္တမဝရဆိုင်ရင်ဘာဝရဆိုင်ရမှာလဲကိလေသာဝကိုဖယ်ရမှာကိလေသာဝဆိုတာလူကျင်မှုအမှန်မသိမှုဒါကိလေသာဝခေါ်တယ်အမှန်သိသွားရင်မလိုချင်တော့မလိုချင်ရင်မလုပ်တော့မလုပ်ရင်မရတော့ဘူးပေါ့ဒါပေါ့မရတော့ရင်အေးချမ်းသွားတာပဲဒါကတန်လျာနဲ့ပြောတာနော်တန်လျာနဲ့ပြောတဲ့အခါအဲ့လိုနားလဲကဲကောင်းပြီဘဝဆိုတာဘဝကြီးရဲ့လက်တယ်ဘာလို့လဲလို့ပြောတဲ့အခါတခါတည်းမြတ်စွာဘုရားကကနာဆိုတဲ့လူကျင်မှုတိမ့်ပိုက်မှုဟာဘဝရဲ့လက်တယ်ပဲလို့တော်တော်များများတုတ်တန်နေမှာဘဝနိတိဘဝကိုဆက်ဆောင်သွားတဲ့အရာလို့ဒီလိုဟောတယ်သက်ဆိုဗျာဓမ္မစကြာထဲမှာလည်းကြည်ယာယံတဏဘောနုဘဝိကာတဲ့ဘဝအတိတ်တွေကိုထုတ်လုပ်တာဘယ်သူလုံးဆိုတဏပဲလေလူကျင်တာကထုတ်နေတာလူကျင်တော့လောက်တာပေါ့ဈာထဲမှာဘုရားကတဏကိုဥတည်ပြီးတော့ပြောပြမယ်လို့နှစ်ခုထပ်မှတ်ရလူကျင်မှုတဏရှိတော့ဘာလာတော့ဆိုလောက်တယ်လောက်တာကကံလူကျင်မှုတဏရှိလို့လောက်တယ်လောက်တော့ရဒီလိုဆိုလို့ဒါဖြင့်လူကျင်မှုရဲ့ရှေ့မှာဘယ်သူရှိပြန်တော့ဆိုဘာကြောင့်လူကျင်တာတော့ဆိုအဖြစ်မမြင်လို့လူကျင်တာပါမမြင်တာကအဝိဇ္ဇာဖြစ်နေတော့တဏှာဖြစ်တယ်တဏှာဖြစ်တဲ့အခါကျတော့ကံတွေဖြစ်လာတယ်ကံတွေဖြစ်လာတဲ့အခါကျတော့ကြိုးစားအထောက်မှုတွေဖြစ်တယ်ဒါကိုဆိုလို့လားပရိစ္ဆေသမုပ္ပါမှာလည်းဒါကိုဟောတာပဲမြတ်စွာဘုရားရှေ့ပိုင်းမှာဆိုလို့ရှိရင်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဒီလိုဟောတာမဟုတ်လားအဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံကိလေသာဝတ်နဲ့ကမ္မဝတ်သူတို့ကနေထုတ်လွှတ်လိုက်တော့ဘာဖြစ်တယ်ဆိုသင်္ခါရပစ္စယဝိညာဏဆိုတဲ့ဘဝတစ်ခုပေါ်လာဗျာဒီလိုဆိုတာအခုပစ္စုပန်ဘဝကြတော့လူကျင်မှုတွေကဘာတွေလာတော့ဆိုတဏှာပစ္စယဥပါဒနာပစ္စယဘဝဆိုဒီမှာလည်းပဲတူတူပဲတဏှာနဲ့ဥပါဒနာကိလေသာဘဝဆိုတဲ့ကမ္မဘဝကကံတရားဘဝပစ္စယဇာတိဝေဖွာခြင်းလာပြန်တာပရိစ္ဆေသမုပ္ပါဒဒီတိုင်းသွားတာပရိစ္ဆေသမုပ္ပါဆိုတာအကြောင်းဆက်သွယ်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘောကိုပြောတာရှောင်လွဲလို့မရဘူးဒါရှိရင်ဒါရှိလာမှာပဲအခုကြည့်လေကျက်စစ်မီးရှိနေလို့အလင်းရှိနေတာမီးငိမ့်ကြည့်ပါလားဒီအလင်းရှိရဲ့လားဒါဖြင့်ဒီအလင်းကိုဘယ်သူကထုတ်လုပ်ထားတာတော့ဆိုဒီကျက်စစ်မီးလုံးကထုတ်လုပ်ထားတာနော်အဲ့လိုဆိုလို့တယ်အဝိဇ္ဇာရှိနေရင်သင်္ခါရရှိနေမယ်လို့ဒါပြောတာအဲ့ဒါကိုကြောင်းပြုပြီးတော့နာမည်ပေးထားတာကြည့်ပဋိစ္စသမုပ္ပါဒပဋိစ္စဆိုတာတခုခုစွဲမိပြီးတော့သမုပ္ပါဒဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားဒီလိုအဓိပ္ပာယ်မှတ်ရပဋိစ္စဆိုတာတခုခုစွဲမိပြီးတော့မှသမုပ္ပါဒထုတ်လုပ်တာအဲ့ဒါအဓိပ္ပာယ်အမှန်နော်တချို့ကပဋိစ္စဆိုတာအကြောင်းတရားသမုပ္ပါဒဆိုတာအကျိုးတရားလို့အဲ့လိုပြောရင်စာနဲ့မညီဘူးမှန်လည်းမမှန်ဘူးနော်ဒီကလုံးနှလုံးစလုံးကအကျိုးအကြောင်းတရားကိုရည်ညွှန်းတာပရိစ္ဆသမုပ္ပါဒဒါမို့အင်္ဂလိပ်လိုပြန်တဲ့အခါ dependent origination အကြောင်းတစ်ခုမှီပြီးတော့မှထုတ်လုပ်လို့ရတယ်လို့ဒီလိုပြောတာနော်ဒီကရှင်းအောင်ပြောမယ်မျိုးစိတ်လေးတစ်ခုရှိတယ်အဲ့ဒီမျိုးစိတ်လေးကဘာတွေထုတ်လုပ်တုံးဆိုရင်အမြစ်ကိုထုတ်တယ်အညောင်ကိုထုတ်တယ်အဲ့ဒါလို့အမြင့်နဲ့အညောင်ကိုထုတ်တဲ့အခါဘယ်သူကိုအမိပြုရတော့သူ့ဘာသူထုတ်လို့ရရလား
မျိုးစိလေးကိုသူကသူပလင်းနဲ့ထည့်ထားမယ်သူကအညောင်ကိုထုတ်လို့ရလားအမြစ်ကိုထုတ်လို့ရလားမရဘူးသူ့ရဲ့အထောက်အကူကဘယ်သူတော့ဆိုလို့ရှိရင်မြေနဲ့ရေဟောမြေရှိရမယ်ရေရှိရမြေနဲ့ရေ humidity တို့ moisture တို့ပေါ့နော်အဲ့ဒါလေးနဲ့မှမပေါင်းရလို့ရှိရင်သူကအမြင်လည်းမထွက်နိုင်ဘူးအညောင်လည်းမထွက်နိုင်ဘူးအဲ့ဒါကိုပြောတာမျိုးစိလေးကအမြင့်နဲ့အညောင်ကိုထုတ်တယ်ဆိုတာဟာမြေရေပေါ်မှာမှီပြီးမှထုတ်လို့ရတယ်ဒါပဋိစ္စသမုပ္ပါဒဒီအိဗယ်ကိုနားလည်ရမယ်ဟုတ်ကဲ့ပဋိစ္စသမုပ္ပါဒတခုကိုမှီပြီးမှ independent မဟုတ်ဘူး dependent အဲ့လိုဆို dependent origination ကြောင်းတစ်ခုကိုမှီပြီးတော့မှထုတ်တာလို့ဒီလိုအိဗယ်ပြောမိစ္ဆာဝါဒတစ်ခုရှိတယ်အဋိစ္စသမုပ္ပန္နလို့သုံးတယ်အဋိစ္စဆိုတာဘာကိုမှမမီပဲနဲ့ဖြစ်တာသူကသူဖြစ်ချင်လို့ဖြစ်တာအဲ့ဒါကြတော့မိစ္ဆာဝါဒလို့ခေါ်တကယ်လက်တွေ့နဲ့မညီညွတ်တာကိုမိစ္ဆာဝါဒမှားတဲ့အမြင်လို့ဒီလိုပြောတာနော်ပဋိစ္စသမုပ္ပါဒဒီတစ်ခုရှိလို့ဟိုတစ်ခုရှိရတယ်ဟိုတစ်ခုရှိရင်နောက်တစ်ခုရှိလိမ့်မယ်ဒီလိုအကြောင်းနဲ့အကျိုးဆက်သွယ်ပြီးတော့ဖြစ်ပေါ်နေတာအခုအခြေခံပြီးတော့တတဝါတွေရဲ့အကြောင်းမြတ်စွာဘုရားရှင်းလင်းပြီးတော့ဟောကြားတာတဲ့နော်အဓိကကတော့လောကမှာထူးဆန်းတဲ့တတဝါတွေရှိနေရတာဟာကံတရားရှိနေလို့ပဲအဲ့ဒီကံတရားရဲ့စံပြမှုကဘာကြောင့်ဖြစ်ရတော့ဆိုစိတ်အတွေးတွေမတူလို့ပဲစိတ်အတွေးတွေကဘာလို့မတူတော့ဆိုရင်မှတ်သားထားတဲ့အမှတ်တင်ညာတွေမတူလို့ပဲအမှတ်တင်ညာတွေမတူတော့အတွေးတွေမတူဘူးအတွေးမတူတော့လှုပ်တာတွေမတူဘူးမတူတော့မတူညီတဲ့အကျိုးတွေဖြစ်ပေါ်လာလိပ်ပြာဆိုတဲ့အကောင်တစ်မျိုးပဲကြည့်အောင်တောင်ပံမှာဘယ်ပကြီးဆရာကလာရေးထားတာတော့ဘယ်သူမှရေးတာမဟုတ်ဘူးဟုတ်ကဲ့လားထူးဆန်းတဲ့အရောင်တွေပေါ်နေတာဘယ်သူကနေတာမန်ပြောရင်တော့လွယ်လွယ်လေးပေါ့ထာဝရဘုရားဖန်ဆင်းတာလို့ထာဝရဘုရားကလည်းပကြီးတတ်တယ်လားနော်ထာဝရဘုရားဖန်ဆင်းတယ်လို့ပြောတယ်လိပ်ပြာမျိုးပေါင်းနေတာမဟုတ်ဘူး species ကိုလေ့လာတဲ့ပုဂ္ဂိုလ်ကြီးကြည့်မယ်ဆိုရင်တောင်ပံမှာအယောင်မျိုးစုံနဲ့ရှိတာတကယ်ကတော့ဘုန်းကြီးတို့အခုဒီတရားနာလာတဲ့ပရိသတ်တွေကြည့်တယောက်နဲ့တယောက်စိတ်ဓာတ်တွေမတူဘူးအတွေးတွေမတူဘူးအသိဉာဏ်ဉာဏ်မတူဒီတွေကကွဲနေပြီကွဲနေသည့်အတွက်ကြောင့်ဘဝတန်တရားခရီးသွားတဲ့အခါမှာလည်းကွဲပြားခြားနားမှုတွေနဲ့လာမှာပဲကိုဒီလိုဆိုလို့တာနော်ကောင်းပြီအဗ္ဗဓမ္မထူးခြားတဲ့ထူးဆန်းတဲ့တတ္တဝါကြီးတွေအကြောင်းကိုပြောအောင်ဒီလိုထူးဆန်းတဲ့အခြေအနေမျိုးကိုရောက်တာဘာကြောင့်ရောက်တာဘယ်သူကလှုပ်ထားလဲစင်းနဲ့တင်ကြည့်မယ်ဆိုရင်နဲတာမှမဟုတ်ဘဲနဲ့အရေးအတွက်ဒါကလူတွေရဲ့မျက်စိတွေမှာမြင်မလာနိုင်ဘူးတဲ့ဘယ်သူကတွေ့တာတော့လို့ဆိုပထမဆုံးစတွေ့တာတော့မြတ်စွာဘုရားသခင်ကိုရမြတ်ကိုယ်တိုင်တွေ့ခဲ့တယ်တွေ့တယ်ဆိုတာပဂတိမျက်စိနဲ့တွေ့တာမဟုတ်ဘူးမြတ်စွာဘုရားကတမာတိလုပ်ငန်းမှာစွန့်ထက်တမာတိတမထကျင့်စဉ်ကိုကျင့်တဲ့အခါမှာပထမဇန်ဒုတိယဇန်တတိယဇန်သုတ္ထဇန်ရောက်သွားပြီဆိုတဲ့အခါမှာတမာတိစွန့်အားရတာဟာမြင့်လာတဲ့အခါမှာကမ္ဘာလောကကြီးထဲမှာဘာတွေရှိတယ်လဲဆိုတာကိုသူကြည့်တဲ့အခါကျတော့တာမန်နဲ့ကြည့်လို့မရဘူးလောကမှာကြည့်တယ်ဆိုတဲ့အခါမှာကြည့်ဖို့အတွက်ဘာအကူအညီလိုအပ်တယ်ဆိုအလင်းရောင်ရဲ့အကူအညီလိုအပ်တယ်ဒါအမှန်ပဲမောင်ကြီးထဲမှာမြင်ရပါမလားမျက်စိရှိပြီမဲ့လို့မောင်းနေမမြင်ရဘူးလေမြေကြီးထဲကြည့်ရင်ဒီတိုင်းသွားကြည့်လို့ပဲမြင်မှာတော့မြတ်စွာဘုရားဒိဗ္ဗစက္ခုနဲ့ကြည့်တယ်လို့ဆိုတာမြေကြီးထဲကြည့်တယ်ဒီတိုင်းကြည့်ပဲမြင်မှာတော့တဘာဝဆိုတာဆန့်ကျင်လို့မရဘူးအမြင်ရဲ့အကူအညီအလင်းပဲ condition လို့ခေါ်တယ်နော်အမြင်ရဲ့အကူအညီအလင်းရောင်ပါအဲ့ဒါကြောင့်မလို့ဒိဗ္ဗစက္ခုနဲ့ကြည့်ဘာနဲ့ကြည့်အလင်းရောင်လို့ညသွားတဲ့အခါကျဓာမီနဲ့ထိုးကြည့်မြင်ရတယ်မဟုတ်လားအဲ့ဒါလိုပဲဒိဗ္ဗစက္ခုအပင်ဉာဏ်နဲ့ကြည့်ကြပြီဆိုရင်လောကကြီးတစ်ခုလုံးကိုအလင်းရောင်အရင်ဖြတ်ရတယ်
ဖြန့်ပြီးတော့မှအဲ့ဒီအလင်းအားနဲ့ကြည့်တဲ့အခါအကုန်ပေါ်လာခုခေတ်လည်းကြည့်ဒီမှန်ဘလူးအားနဲ့ပေါ်တယ်ဆိုဗိုင်းရပ်စ်တို့ဘာလို့ပေါ်လာတာမဟုတ်လားလို့တာမန်မျက်စိနဲ့ကြည့်လို့ရှိရင်ဒီပိုးတွေကမြင်ရတာမှမဟုတ်ပဲမှန်ဘလူးအားနဲ့ကြည့်ရင်မြင်ရတယ်မဟုတ်လားအေးတယ်လီစကုပ်တို့ငက်ခတ်ကြည့်တဲ့မှန်မြောင်းကြီးတွေတို့အမတန်အားကောင်းတာတွေနဲ့ကြည့်ပြီးတော့အခုသိပ္ပံဆရာတွေကပြောနေတယ်မဟုတ်လားနားနဲ့ကျဲနဲ့ဘယ်လောက်နီးနေတယ်တို့ဘာတို့လာအစ်စ်တွေ့တယ်တို့ကျဲအသင့်တွေ့တယ်တို့ပြောတော့သူကြည့်ပြောတာပဲလေအမှန်မျက်စိနဲ့ကြည့်ပဲမြင်မှာတော့အဲ့ဒါလိုပဲဒေဝစကုနဲ့ကြည့်လိုက်တဲ့အခါအလင်းရောင်ဖြန့်ကျက်ပြီးတော့ကြည့်ရတယ်အဲ့လိုကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့မြင်ကွင်းထဲမှာအင်တာမထူးဆန်းတဲ့တတ္တဝါကြီးတွေပေါ်လာတယ်ပေါ်လာတဲ့အခါကျတော့နောက်တစ်ဆင့်ထက်ပြီးတော့ကြည့်တယ်ဒီကောင်ကြီးတွေဒီတတ္တဝါကြီးတွေဘာဖြစ်လို့ဖြစ်ရတာလဲလို့သူတို့လာတဲ့လမ်းကြောင်းတိုင်းလိုက်ကြည့်တာဘယ်ကလာတာတော့နော်ဒီကောင်ကြီးတွေမွေးလာတာဘယ်ကလာမွေးလာတော့အတိတ်ဘဝကသူတို့ဘာလုပ်ခဲ့တာတွေပါအကုန်သိတာဒါဒိဗ္ဗစက္ခုကယထာကမ္မုပကဉာဏ်လို့ခေါ်သူ့ရဲ့လုပ်ရက်တွေပါဒီဘဝနဲ့မဟုတ်ဘူးအတိတ်ဘဝကပါလှမ်းမြင်လို့ရတယ်မြင်တဲ့အခါမှာခေါင်းကဆက်ဆက်ပြီးတော့ကြည့်လိုက်တဲ့ဘုံဘဝတုန်းကဘာတွေလုပ်ခဲ့တယ်ဆိုတာတွေကအသေးစိတ်သိသွားအဲ့ဒါလို့သိတဲ့အခါကျတော့မြတ်စွာဘုရားဟောတာဒါကြောင့်မို့ဘုရားဟောတဲ့တရားကပညာအပညာကိုယ်တိုင်သိပြီးတော့မှပစ္စည်းကတ္တဝလက်တွေ့သုံးချပြီးတော့မှပဝေဒေမိဟောတာတဲ့အင်္ဂမစိန်ချတဆင့်ပြောတာမဟုတ်ဘူးတမန်တော်ကတဆင့်ပြောတာလည်းမဟုတ်ဘူးနော်ဒီပြင်လူတွေမကြားရဘူးတမန်တော်ကပြောတာဒါကိုကြားရတယ်ဒါမျိုးမဟုတ်ဟီယာစေဆိုတာတဆင့်ပြောတဲ့စကားမျိုးမဟုတ်ကိုယ်တိုင်ကြားမြတ်စွာဘုရားကိုယ်တိုင်သိတာကိုယ်တိုင်မြင်ပြီးတော့ဒီလိုဟောတာလို့ဆိုလို့အဲ့ဒါကိုဘုန်းကြီးတို့တွေကထပ်ဟောတာနော်ဒီလိုဆိုလို့တယ်ကဲအဲ့တော့မြတ်စွာဘုရားကမြင်ထားတဲ့တ attva တွေဘုရားကမြင်ပြီးသားတ attva တွေမြင်ပေမဲ့လို့ဘယ်သူမှမပြောပြောရင်လောကလူတွေကယုံကြမယုံတာလေမဖြစ်နိုင်ပါဘူးပဲအရင်ပြောမှာပဲမရှိနိုင်ပါဘူးပြောမှာပဲအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကစကားတစ်ခုပြောတဲ့အချိန်ကျမှပြောမပြောဘူးအင်တာမတွေကဒီတို့ရောက်တဲ့နေ့မြင်ရတဲ့အချိန်မှာအကုန်လုံးမြင်ထားတယ်အဲ့ဒီနောက်မှလည်းဒိဗ္ဗစကုပင်ရှင်နဲ့ကြည့်တော့တတ္တဝါတွေအလုံးအကုန်မြင်ရကြည့်ကျင်တဲ့နေရာအကုန်ကြည့်အကုန်မြင်ရအဲ့ဒီမြင်ပြီးသားတွေကိုတတ္တဝါတွေကိုပြောပြသလားဆိုမပြောလူဆိုတာကယုံကြည်မယုံတာလေကိုမမြင်ရရင်လူကယုံတာမှမဟုတ်တာယုံကျင်တဲ့ခါတော့ယုံတယ်လေနော်ယုံကျင်တာကြတော့ယုံတယ်စွတ်မိတ်ပြီးတော့ဒါမို့လို့လူတွေကိုလိန်လို့ရတာပေါ့အလိန်ခံရမဲ့လူတွေလောကမှာလိန်တဲ့လူကိုစောင့်နေတာအလိန်ခံကျင်တဲ့လူတွေကပြည့်နေတာလိန်မဲ့လူလာရင်ယုံအောင်ပါပဲဘယ်သူကလိန်သွားလိန်တာတော့လူတွေကအလိန်ခံမှုရတော့စောင့်နေကြသို့တော့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော်တော်များများမယုံဘူးကိုမမြင်ရမမြင်ရလို့မယုံတဲ့လူတွေကအများကြီးအဲ့တော့ဒီထူးဆန်းတဲ့တ attva တွေကိုဘယ်သူကစမြင်လာတော့ဆိုဘုရားမြင်တာပဲသို့တော့နောက်ထပ်ဘယ်သူမြင်တယ်လို့ဆိုတဲ့အခါဒီတုတ်တံမှာပေါ်ပြထားတာမြတ်စွာဘုရားကရာဇဂုပြေဝေလွန်အကြောင်းတော်မှာသတင်းသုံးနေတယ်ရှင်မောက္ကလန်နဲ့ရှင်လက္ခဏာတို့ကရာဇဂုပြေနာကခေစကုတ်တောင်ပေါ်မှာသတင်းသုံးတာဘုရားကရဘုရားဘူးသွားတဲ့လူတွေတွေ့လိမ့်မယ်ခေစကုတ်တောင်လို့ခရီးလည်းရှိတာအဲ့ဒီခေစကုတ်တောင်မှာနေပြီးတော့မနဲ့ကြတဲ့အခါကျတော့ရာဇဂုမြို့ထဲကိုဆွမ်းကံဝင်တာတောင်ပေါ်ကနေဆင်းလာကြတဲ့အခါကျတော့ရှင်မောက္ကလန်ဆိုတာတမာတိအကျင့်ကိုအမြဲတမ်းကြည့်တွတ်တွတ်လဲလဲအခုကြည့်ခြင်းအခုဖြတ်ခနဲ့ဝင်စားလို့ရတယ်သူကဖြတ်ခနဲ့ဝင်စားလို့ရတယ်အေးတရားထိုင်တဲ့အလေးချင်းရှိတဲ့လူတွေကနော်
9 မိနစ်7 မိနစ်တော့သူကမရရတိုက်ဒီထိုင်ရင်အိတ်လို့ရအိတ်ပြော်သွားတာလဲကြမသွားဘူးသူတို့အကျင့်ရှိနေဟုတ်ကဲ့လားထိုင်ရင်အိတ်တဲ့အကျင့်ရှိသွားတယ်လဲမသွားဘူးအကျင့်ရှိတဲ့လူကတော့ငိုက်နေတာပဲလေခေါင်းတက်ငိမ့်ငိမ့်နေဖြစ်နေအမဲဟိုလူကတော့မတ်နေပဲဒါပေမဲ့လို့ကြည့်ရင်အိတ်နေတာအဲ့လိုမျိုးလည်းရှိသေးတယ်နော်အလေးအကျင့်ပေါ်မှာမှုတည်တယ်ဒါအဲ့တော့ရှင်မောက္ကလမထေရကလည်းလမ်းလျှောက်ရင်းကနေပြီးတော့သူသံတဘာဝဝင်စားလို့ရတယ်ဖြတ်ခနဲ့သိပ်မြန်လို့ရှိရင်သူလူတွေဟာဆိုပါတော့ဥပမာတစ်ခုသိပ်မြန်လို့ရှိရင်သူကမြန်တဲ့အရာတစ်ခုဟာဟိုလူတိုင်းဟာမျက်စိကသူကစက္ကန့်10 စက္ကန့်20 စက္ကန့်ပေါ့တယောက်နဲ့တယောက်တော့မတူဘူးပေါ့မျက်လုံးလေးခတ်နေတာမဟုတ်လားမျက်တောင်လေးခတ်မနေဘူးလားခတ်လိုက်တဲ့အချိန်မှာမြင်ရပါမလားမမြင်ရဘူးအလွန်မြန်သည့်အတွက်ကြောင့်တယ်လီဗီရှင်းကြည့်တဲ့အခါမှာမျက်တောင်ဘလောက်ခတ်လွတ်သွားတယ်လို့မရှိဘူးမိတ်သွားတာသိတော့မသိလိုက်တကယ်တော့မိတ်သွားတဲ့အချိန်လေးကမှောင်သွားတဲ့အချိန်လေးပဲကြည့်ပါလားကိုယ်မျက်လုံးလေးခတ်လိုက်မှောင်သွားတာလေသို့တော့မှောင်သွားတာမသိကြဘူးလေအဲ့ဒါလိုပဲဟိုတွက်လက်တဲ့လို့ရှိရင်မသိတာတဲ့အကြောင်းပြောပြတာပါရှင်မောကလန်ကလည်းလမ်းလျှောက်ရင်ကိစ္စကုတောင်ကဆင်းလာတဲ့အခါဇံဝင်စားပြီးတော့တမဘဝင်စားပြီးအဘိညာဉ်နဲ့သူ့ရှိပတ်ဝန်းကျင်ကိုသူကြည့်လိုက်တယ်ဘာတွေ့တော့နော်မျက်စိလည်းဖွင့်လိုက်တယ်မျက်စိဖွင့်တယ်ဆိုတာဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ကြည့်လိုက်တယ်နာသောတာပဲဒိဗ္ဗသောတာအဘိညာဉ်လည်းပဲဖွင့်လိုက်တယ်ဖွင့်လိုက်တဲ့အခါမြင်လဲကြားလဲကြားလမ်းလျှောက်နေတဲ့အတွင်းလေးမှာဖြစ်တာနော်ကောင်းကင်ဉာဏ်မှာဘာမြင်လိုက်တော့ဆိုအသားမပါအယိုးကြီးပဲ skeleton ပေါ့အယိုးစုကြီးလူတော်ဝါလို့အကောင်အယိုးစုကြီးကြီးအဲ့ဒီအကောင်ကြီးကိုလက်ဓာတ်တွေကြီးကန်းတွေစွန်ရဲတွေကနေပြီးဝိုင်းစိတ်လိုက်တော့အဲ့ဒီကောင်ကြီးကအောနာတယ်အယိုးစုကြီးဆိုအသေးကြီးမဟုတ်ဘူးအရှင်ကြီးသူကနော်လက်ဓာတ်တွေသူ့ကိုဝိုင်းပြီးတော့ငှက်တွေကစိတ်နေကြတယ်စိတ်တော့သူကအော်လိုက်တာလေနာလို့အော်နေတယ်အဲ့ဒီအတန်ကိုတာမန်လူတွေကမကြားရဘူးသူ့ကိုလည်းတာမန်လူတွေကမမြင်ရဘူးရှင်မောက္ကလန်ကဒိဗ္ဗစက္ခုနဲ့လမ်းကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီကောင်ကြီးကိုမြင်လိုက်တာကောင်းကင်ယံမှာဖြတ်ကနေကြည့်လိုက်တော့အဲ့ဒီကောင်ကြီးမြင်ရတာအိုးသနာစရာအော်လိုက်တဲ့အတန်ကြီးကဒါနဲ့ရှင်မောက္ကလန်ဖြတ်ကနေတန်ဝေကရပြီးတော့စဉ်းစားတယ်အော်ဒီလောက်ထူးဆန်းတဲ့တရားမျိုးလည်းပဲရှိသေးတာမလားလောကကြီးမှာငါတို့တော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လို့ဒီတတ္တဝါမျိုးအဖြစ်ကလွတ်ရတယ်လို့စိတ်ထဲမှာဝမ်းသာသွားလို့သူကပြုံးလိုက်တာအမှတ်တမဲ့ပြုံးလိုက်တာကိုသူနဲ့တူတူဆင်းလာတယ်ရှင်လက္ခဏာကမြင်တယ်ရှင်ဗျာကိုရောကြီးပြုံးလာရင်လည်းဘာပြုံးတာတော့ဆိုတော့ရှင်မောက္ကလန်ကမဖြေဘူးဘာလို့လဲဆိုသိထူးဆန်းနေတော့မဖြစ်နိုင်ပါဘူးကိုရောလို့ပြောမှဆိုလို့ဟောကိုရောလည်းဒီမေးခွန်းဒီနေရာမှာမေးနေအောင်နဲ့ဖျားရှိရောက်တဲ့အခါမှာမေးပါတဲ့ဆွမ်းခံဆင်းသွားကြဆွမ်းခံလို့ပြန်လာကြပြန်လာပြီးတော့ညနေရောက်တဲ့အခါမြတ်စွာဘုရားစီရောက်ကြဖျားရှိရောက်တဲ့အခါကျတော့ရှင်လက္ခဏာကလည်းသိကျင်လားမေးတယ်မနေ့ကကိုတော်ကြီးပြုံးတယ်ဘာဖြစ်လို့ပြုံးတာတော့ဆိုတော့ဈေးကန်တယ်နော်မဖြေသေးဘူးဘုရားရှိခိုးမှာမေးအခုဘုရားရှိခိုးရောက်ပြီကိုတော်ပေးတယ်ထပ်ပြီးတော့ဘာဖြစ်လို့ပြုံးတာလို့ဆိုသူကအဲ့ဒါပြောပြကိုတော်တဲ့အမတမထူးဆန်းနေတဲ့ကောင်းကင်ယံမှာမော့ကြည့်လိုက်တော့ skeleton အယိုးစုကြီးတရဝါကောင်ကြီးထူးဆန်းတဲ့တရဝါကြီးဒီကောင်တွေ့ရတယ်အဲ့ဒီကောင်ကြီးကအယိုးစုဆိုပေမဲ့လို့အသက်ရှိတယ်
လက်ရတွေကြီးကန်းတွေကဝိုင်းစိတ်နေတာကိုသူကအောနေတာတဲ့နာလုံးတို့ရုံးကန်အော်ပြီးတော့ပြေးလွှားနေတာတဲ့အဲ့ဒါကြီးကိုသူမြင်ခဲ့တာတဲ့အမှန်တမ်းထူးဆန်းတယ်လို့ဆိုတော့မြတ်စွာဘုရားကထောက်ခံတယ်ဟုတ်တယ်အော်စရာကောင်းတယ်တဲ့ငါတပည့်တွေအခုဒီလိုတတ္တဝါမျိုးတွေတောင်မှအမှတ်တမဲ့မနေပဲနဲ့မြင်နိုင်တဲ့ဉာဏ်တွေသိနိုင်တဲ့ဉာဏ်တွေရလာကြပြီဒီတတ္တဝါကြီးကိုငါအရင်တုန်းကတည်းကမြင်ခဲ့တယ်ဒါပေမဲ့လို့ဘယ်သူမှမပြောဘူးဘာဖြစ်လို့ပြောလဲယုံကြမှာမဟုတ်လို့မပြောတာတဲ့ဆိုပြီးတော့မြတ်စွာဘုရားကဆက်ပြောတယ်ဒီတတ္တဝါကြီးဟာဘာဖြစ်လို့ဒီလိုအနေအထားမျိုးအယိုးစုကြီးဖြစ်ပြီးတော့အကောင်လောင်တွေဝိုင်းစိတ်ထားကိုအော်ဟစ်ပြီးတော့ဒုက္ခခံနေရတာတော့ဆိုသူဟာတဲ့လွန်ခဲ့တဲ့ဘဝတုန်းကရာဇဂိုပြည်ကနွားတသမားကြီးတဲ့ကြည့်နော်သူ့ရဲ့အတိတ်စာကြောင်းကိုတွားကြည့်လိုက်တဲ့အခါသူဘယ်သူတုံးဆိုနွားတသမားကြီးတဲ့ဟိုဘဝတုန်းကနွားတွေကိုတတ်ဖြတ်ပြီးတော့ရောင်းချစားတော့နေ့စဉ်နွားတွေကိုတတ်ဖြတ်ပြီးတော့ရောင်းနေတဲ့လူတယောက်ကြတော့အဲ့ဒီအကုသိုလ်တွေသူများတဲ့တတ်တယ်ဆိုတဲ့ကဘယ်လဲကူဘယ်ဟုတ်မလဲဒေါသနဲ့တတ်တာပဲနော်သူများတဲ့ကိုတတ်တယ်ဆိုနွားကလည်းပဲလဲဆင်းပြီးပဲခံလိုက်မလဲရုံးမှာပေါ့အဲ့ဒီနွားကိုတတ်ပြီးတော့နေ့စဉ်နဲ့အမျှနွားတတ်ပြီးရောင်းပြီးဘာတွေလုပ်ခဲ့တော့ဆိုအသားကိုပြောင်းနေအောင်ချစ်ယူပြီးတော့အသားတွေကိုရောင်းချအယိုးတစ်ပုံအသားတစ်ပုံတရည်တစ်ပုံထားပြီးတော့အကုန်လုံးရောင်းချပြီးတော့စားတောက်လာခဲ့တာနေ့စဉ်နဲ့အမျှသူ့နေရာမှာနွားအယိုးပုံကြီးကိုသူအမြဲတမ်းမြင်နေရတယ်ဟုတ်တယ်လေနွားတတ်တဲ့လူကနွားရိုးပုံကြီးမြဲမြင်ရမှာပဲအသားကတော့ရောင်းလိုက်တော့မရှိတော့ဘူးအယိုးကတော့ကျန်းနေတာဟုတ်နွားရိုးတွေအမြဲတမ်းမြင်နေရတာတဲ့အဲ့တော့သူဒီလိုနွားတွေကိုတတ်ဖြတ်ပြီးအသက်မွေးဝမ်းကြောင်းလောက်သေတဲ့အခါကျတော့အဲ့ဒီအကုသိုလ်ကနေပြီးတော့ငရဲကိုနေ့ရာပေါင်းများစွာထောင်ပေါင်းများစွာတောင်းပေါင်းများစွာသိမ့်ပေါင်းများစွာငရဲမှာခံရတယ်တဲ့ငရဲကလွတ်တဲ့အခါကျတော့အဲ့ဒီသူမြင်နေချအယိုးပုံကြီးရဲ့စိတ်ထဲမှာထပ်ပေါ်လာတယ်နော်အဲ့ဒါကိုကမ္မနမိတ်လို့ခေါ်တာလူတွေဟာဘယ်သူပဲဖြစ်ဖြစ်သေကံနေကြတော့သူလုပ်ခဲ့တဲ့ကံတွေစိတ်တွေသဘောထားတွေကပြန်ပေါ်တယ်အဲ့ဒီကံလုပ်တဲ့အချိန်ကအနေအထားမျိုးတွေချမ်းရအကြောင်းတရားတွေ condition တွေပြန်ပေါ်လာတယ်ဒါကိုကမ္မနမိတ်လို့ခေါ်တယ်သူလုပ်ခဲ့တဲ့အချိန်တုန်းကဒီကမ္မနမိတ်တွေကပြန်ပေါ်လာတဲ့အခါကျသူ့မျက်စိထဲမှာငရဲကလွတ်တော့ဘာကြီးမြင်တော့ဆိုအယိုးပုံကြီးမြင်အယိုးပုံကြီးမြင်လို့ငရဲကလွတ်ပြီးအဲ့ဒီအကုသိုလ်ကံရဲ့အကျွင်းအကြံအနေနဲ့သူခံလိုက်ရတာဒီအယိုးစုပြိတ္တာကြီးလာဖြစ်တာလို့ဒီလိုဟောတာမြတ်စွာဒါအကြောင်းနဲ့အကျိုးဆက်ဆက်အဝိဇ္ဇာပိစ္ဆေယသင်္ခါရဒီအလုပ်ကိုလုပ်ရင်ပတ်စံရတယ်လို့သာမြင်တယ်သိရင်ငါဒုက္ခရောက်လိမ့်မယ်အပယ်ငရဲကြလိမ့်ဒီတတ္တဝါဟာတက်ရှိတတ္တဝါဖြစ်လို့တဏှာဆရာလို့လည်း तू မမြင်ဘူးနော်ကိုချင်းစာတရားရှိရမယ်လို့လည်း तू မမြင်ဘူးပတ်စံရဖို့ပဲရှိတယ်အကုသိုလ်ရဲ့အကျိုးတရားတွေငါတနေ့ခံရမယ်ဆိုတာလည်းမမြင်ဘူးမမြင်တာအဝိဇ္ဇာပိစ္ဆေယသင်္ခါရမတတ်တဲ့အလုပ်ကိုလုပ်တာသင်္ခါရနေ့စဉ်နဲ့မျှလုပ်တဲ့အခါကျတော့ဝိညာဏလို့ဆိုတဲ့အပယ်ပရိသေကိုသွားပေးပြီးတော့အပယ်ကလွတ်တဲ့အခါမှာလည်းပဲကြည့်အယုဘုံကြီးကိုမြင်နေတယ်အယုဘုံကြီးကိုမြင်ပြီးတော့အာယုံပြုတ်ပြီးတော့စိတ်ဆိုတာအာယုံညွတ်တဲ့စီမှာမျိုးစိဆိုတာကြာလူတွေရဲ့တတ္တဝါတွေရဲ့စိတ်ဆိုတာမတ္တမကံတရားဆိုတာအာယုံညွတ်မိတဲ့စီမှာသွားတာသူကဒါလေးကမှတ်ပုံတင်လိုက်တဲ့သဘောပဲအာယုံညွတ်တယ်ဆိုတာမှတ်ပုံတင်လိုက်တယ်အဲ့ဒီမှတ်ပုံတင်လိုက်တဲ့အတိုင်းပဲနောက်သွားဖြစ်တာပဲသူကအဲ့တော့ကံကမ္မနမိတ်ကိုအာယုံပြုတ်ပြီးတော့အပင်ငရဲကြသွားတယ်အပင်ငရဲကြပြီးအပင်ငရဲကတက်တန်းစိတ်လို့ကံအရှိန်ကုန်
Can Shane Gones a Bengayama to a dance with him, go load a can yet a shame what I bought. No? And yet there's a Miema hopeful. The children on the alone can go what. I never want to rosy. Domian will be dead. Be like it, I see the loud Domian, one in my. Charima don't win down a pitch I know like God, who be said no? Domian ya, be like the Kama, pity him a barrow who a shame in one it. Get Domian go now, miss you. Backwaru, loud rune, louse alone, okay, backfan a bit like this one. Did they ask the loud, he lost a pima belly? Every look, either way. Go look at it, can you so ask the loud to Razaka Wani Madua? So I'm going in Java. So that did not at the Maha level do can't shame go near Kajaro. I beg a Yamadua. Or what I could so that one. Eddie is so that they chain labor. 2 မျက်စိတွေကဘာတွေပြန်မြင်မြန်လို့ဆိုဒီအယိုးပုံကြီးပြန်မြင်နေတယ်ပြန်မြင်သည့်အတွက်ကြောင့်ငရဲကလွတ်လာတဲ့အခါကျတော့ဒီပြိတ္တာကြီးလာဖြစ်တာဆက်နေတာနော်အကြောင်းမဲ့ဖြစ်တာမဟုတ်အဲ့ဒါကိုမြတ်စွာဘုရားကဟောပြတာကံတရားရဲ့အကြောင်းကြောင့်ဒီတတ္တဝါကြီးကဒီလိုဖြစ်ရတယ်လို့ဒီလိုဟောတာအေးဒါကြောင့်လို့အမှန်တမ်းမှလောကကြီးကအမှန်တမ်းမှကြောက်စရာကောင်းတယ်ကိုလှုပ်တဲ့ကံကြမ္မာပုံရိပ်တွေကကိုယ့်ဘဝမှာလာပြီးတော့ပေါ်နေတတ်တယ်။ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေမကောင်းတဲ့ကံတွေမလုံးမိအောင်ကောင်းတဲ့ကံတွေများများလုပ်ဖို့ကိုယ်သာလင်ပဓာနာကိုယ်စိတ်ကိုဖြူစင်အောင်ထားပြီးမြည်သည့်တ attva ကိုမှညှင်းဆဲတပ်ဖြတ်ခြင်းဆိုတဲ့အလုပ်တွေကိုမလုံးမိအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်ကံကြမ္မာပုံရိပ်တွေဟာကိုယ်စီကိုရောက်လာမှာပဲဒါရှောင်လွှဲလို့မရဘူးအဲ့ဒီချိန်မှာဘုရားသခင်ကလာခဲ့လိမ့်မယ်လို့တော့မအောင်မိတ်လေးနဲ့နော်ဘယ်ဘုရားသခင်မှကယ်နိုင်မှာမဟုတ်ဘူးအဲ့ဒီအချိန်နေကြတော့အားလုံးဟာကံကြမ္မာရဲ့ကောင်းမွေဆိုးမွေတွေကိုလှုပ်တဲ့လူခံရတယ်ဆံရတယ်ဘာဖြစ်လို့ခံရဆံရတော့ဆိုကိုယ်တဏ္ဍာမှာဖြစ်တဲ့အရာကိုယ်တဏ္ဍာမှာဖြစ်တဲ့အရာဆိုတာကိုယ်ပဲခံရစဉ်းစားကြည့်လေကိုယ်ခန္ဓာကိုယ်မှာယောဂတစ်ခုရတယ်ဆိုရင်ဒီပြင်လူကခံရလားကိုယ်ခံရတာလားကိုယ်သွေးသားထဲမှာဖြစ်ရင်ကိုယ်ပဲခံအဲ့ဒါလိုပဲအကုသိုလ်ဆိုတာကိုယ့်ရဲ့စိတ်ထဲမှာဖြစ်တယ်ကုသိုလ်ဆိုတာလည်းကိုယ့်ရဲ့စိတ်ထဲမှာဖြစ်တယ်ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်တော့ကိုယ်သာလင် responsible ပေါ့ကိုယ်နဲ့ပဲပတ်သက်တယ်သူများနဲ့ဘာမှဆိုင်ဘူးဒါကြောင့်မို့ဒီလိုကိုလှုပ်တာကိုပဲခံရတယ်ဆိုတဲ့ကာမတက္ကတာတမာဒိဋ္ဌိဟာဘုရားဘာသာအတိုင်းမရှိဒါမရှိရင်ဘုရားဘာသာမဖြစ်နိုင်ဘူးနော်ကံကံဤကျိုးလက်ခံယုံကြည်ခြင်းဆိုတဲ့ကံကံဤကံသာလင်မိမိရဲ့ဥစ္စာကိုယ်ပိုင်ဥစ္စာဖြစ်တယ်ကိုယ်ပိုင်ဥစ္စာဖြစ်တယ်ဆိုတာဘာကိုပြောတာတော့ဆို I am responsible ဖြစ်တာပြောတာနော်ကိုလှုပ်တာကိုပဲတာဝန်ယူပါကောင်းတာလုပ်လို့မြတ်စွာဘုရားဟောတယ်လေယံကမ္မံဂရိတံတိကလျာဏံဝါပေါကံဝါတတ္တကမ္မတ္တဒါဘဝိတ္တပါတို့ဘာလုပ်လို့ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့လူသမျှတို့အကောင်းအမွေဆိုးမွေတို့ပဲခံရမယ်ဒါမှန်ကန်တဲ့အမြင်တစ်ခုပဲတဲ့တကယ်လည်းအဲ့တိုင်းခံရမှာဒါက the law of ကမ္မနော် the law of ကမ္မနိယမလို့ခေါ်တယ်ဒီတိုင်းသွားတာဒါဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာဖြစ်တဲ့ဟာရှောင်လို့ရောရမလားမရဘူးနော်ကိုယ်ခန္ဓာကိုယ်ကထွက်နေတဲ့အရိပ်ကိုခြေဖြတ်လို့ရလားမရဘူးမရတယ်လို့ပဲသူကကံကြမ္မာဆိုတာလေလုပ်လို့မရဘူးလို့ဒီလိုဆိုလို့လေအဲ့တော့ကိုယ်တဏ္ဍာမှာကောင်းတဲ့ကံတွေဖြစ်နေအောင်ဘုန်းကြီးတို့တွေဟာအမြဲတမ်းတတိထားပြီးတော့အကြောင်းတရားတွေဟာအခုလိုအကြောင်းနဲ့အကျိုးဆက်သွယ်ပြီးတော့ဖြစ်ပေါ်နေတယ်တန်တရားကြီးထဲမှာဆင်းရဲကြတယ်ဆိုတာလေအကြောင်းကြောင့်ဖြစ်တာပဲမွဲဆင်းရဲမွဲတည်ချမ်းသာဒုက္ခရနေကြတယ်ဆိုတာလည်းပဲအကြောင်းမကင်းဘူးအဲ့တော့ကောင်းတဲ့အကြောင်းတွေရဲ့အကျိုးပေးလှဲတဲ့ပုဂ္ဂိုလ်တွေကောင်းတာတွေလုပ်လို့ကောင်းတဲ့အကျိုးတွေကိုရနေကြတယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးတွေကိုခံစားနေရတယ်ဆိုတဲ့ဒီကမ္မနိယမသဘောတရားကို
ယုံကြည်စွာမှတ်သားပြီးတော့ကိုယ့်ကိုယ်ကိုကောင်းတဲ့ကံတွေလုပ်မှပဲလို့တဏှိဋ္ဌာန်ချပြီးတော့ကောင်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း